ဒီလိုမျိုးအရန်လှတဲ့ဖျဲသီးကြောက်ကြောလုံနီးလေးကိုသိချင်လို့ရှိရင်မမင်းရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်သွားပြီနော်။ပါဝင်ပစ္စည်းလည်းအရန်မများသလိုလုံနီးရလည်းအရန်လွယ်ကူတာဖြစ်လို့လူတိုင်းလိုက်လုံနိုင်တဲ့ဖျဲသီးကြောက်ကြောလုံနီးလေးဖြစ်ပါတယ်။ဖျဲသီးကြောက်ကြောလေးတွေကိုဒီဖျဲသီးအခွန်လေးထဲမှာပဲထည့်ပြီးတော့အေးအေးခံမှာဖြစ်တဲ့အတွက်ဖျဲသီးသားလေးတွေကိုဇွန်းနဲ့ချစ်ထုတ်ပေးထားလိုက်ပါမယ်။ပြီးရင်တော့ဖျဲသီးခွန်လေးမှာကျန်တဲ့ရေလေးတွေကိုတ िश ူးနဲ့ပြအောင်တုပ်ပြီးတော့ဖျဲသီးခွန်လေးကိုအထောက်ခံထားပါမယ်။ပြီးရင်တော့ချစ်ထုတ်ထားတဲ့ဖျဲသီးလေးတွေကိုလက်နဲ့အသားအရခြေထားလိုက်ပါမယ်ရှင်။ဘလန်ဒါနဲ့ကြိတ်ချင်လည်းရပါတယ်။ဘလန်ဒါနဲ့ကြိတ်မယ်ဆိုလို့ရှိရင်တော့ဖျဲသီးလေးတွေကိုဖယ်ပြီးတော့မှဘလန်ဒါနဲ့ကြိတ်ပါ။ပြီးသွားရင်တော့ခြေထားတဲ့ဖျဲသီးလေးတွေကိုစကားလေးနဲ့စစ်ပြီးတော့အရေးတက်တက်အဖက်တက်တက်စစ်ထုတ်လိုက်ပါမယ်ရှင်။ဒီဖျဲသီးကြောက်ကြောလုံနီးလေးရဆိုလို့ရှိရင်လောရတာလည်းအရန်လွယ်ကူပြီးတော့ပါဝင်ပစ္စည်းလည်းနဲတာဖြစ်တဲ့အတွက်အိမ်မှာလူပွဲမင်္ဂလာပွဲတွေရှိလို့ရှိရင်တက်ခင်းအခမ်းလို့ရတဲ့မုံလေးတစ်မျိုးဖြစ်ပါတယ်။လုပ်ပြီးသွားရင်လည်းအရန်လှတာဖြစ်လို့မလို့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြပါအောင်နော်။ဖျဲသီးရေလေးလည်းရပြီဆိုလို့ရှိရင်ကြောက်ကြောလေးထိုးပါမယ်နော်။ပထမဦးစွာရေတစ်ခွက်ထည့်ပါမယ်။ကြောက်ကြောမှုန့်2စွန်းထည့်ပါမယ်။ပြီးလို့ရှိရင်တကြားတစ်စွန်းထည့်ပါမယ်အချိုးကြိုက်တဲ့သူတွေကတော့ဒီနေရာမှာတကြားပို့ထည့်နိုင်ပါတယ်ရှင်ပြီးသွားရင်တော့တကြားနဲ့ကြောက်ကြောမှုန့်လေးပျော်ဝင်သွားအောင်လို့မှွေပေးပါမယ်ကြောက်ကြောမှုန့်နဲ့တကြားမှုန့်လေးတွေပျော်သွားပြီဆိုလို့ရှိရင်စောစောတုန်းကအရေးညှစ်ထားတဲ့ဖျဲသီးရည်လေးတွေကိုထည့်ပြီးတော့ကြိုပေးပါမယ်ဒီနေရာမှာကြောက်ကြောမှုန့်တကြားမှုန့်နဲ့ဖျဲသီးရည်လေးတွေကိုပျော်သွားအောင်လို့အစမပြတ်မှွေပေးရပါမယ်ဒီဖျဲသီးကြောက်ကြောလေးကလေသူ့ရဲ့တဘာဝအသီးစစ်စစ်အရည်နဲ့ပဲထိုးထားတာဖြစ်တဲ့အတွက်စိုးစီလုံးဝထည့်စရာမလိုပဲနေတော့မှအခုထိုးနေရင်အရောင်လေးကရဲပြီးတော့အရန်လှနေပါပြီရှင်ကြောက်ကြောထိုးလာတဲ့အချိန်က15မိနစ်လောက်ရှိနေပြီဖြစ်တဲ့အတွက်ထိုးလာတဲ့ရေလေးတွေကတက်တောက်တောက်ဖြစ်မနေပဲနဲ့ခပ်ပြစ်ပြစ်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့စောစောတုန်းက6ခံထားတဲ့ဖျဲသီးခွန်လေးထဲမှာထည့်ပြီးတော့အေးခံနိုင်ပါပြီရှင်အပြင်မှာ2နာရီ3နာရီလောက်အေးခံပြီးလို့ကိုကချွတ်ချွတ်အေးလေးစားချင်နေဆိုလို့ရှိရင်ရေကတက်တာထဲမှာအေးခံပြီးတော့စားသုံးနိုင်ပါပြီကဲအခုဆိုလို့ရှိရင်တော့အရန်လှပြီးတော့အရန်လည်းစားလို့ကောင်းတယ်ဖျဲသီးကြောက်ကြောလေးကတော့သုံးဆောင်မှုအဆင်သင့်ဖြစ်နေပါပြီမင်းရဲ့မုံလုံးနေဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and follow လေးလုပ်တော့ပြကြပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းလွယ်ကူပြီးတော့စားလို့ကောင်းတဲ့မုံလုံးလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်ပြီးတော့အားပေးကြည့်ရှုပေးကြပါအောင်ရှင်မင်းရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်